Okay အခုလိုမျိုး multi trend ကလို့ကျွန်တော်တို့ဒီ shadow ထွက်သွားတဲ့ပုံစံကိုကျွန်တော်တို့ဖြုတ်ကတ်မှာဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်လိုက်ကြည့်လိုက်ရအောင် Okay အဲ့လိုမျိုးလုပ်မှဆိုကျွန်တော်တို့ video နှစ်ခုရှိဖို့လို့ပေါ့နော်ပထမဆုံးတစ်ခုကကျွန်တော်တို့ဒီတိုင်းရိုးရိုးပေါ့နော်အဲ့လိုအနောက်ပြန်လဲပြီးမှပြုတ်ကျသွားတဲ့ပုံစံမျိုးနဲ့နောက်တစ်ခုကကျွန်တော်ထိုင်ခုံပေါ်မှာထိုင်မှကျွန်တော်တို့ဒီပြုတ်ကျနေတဲ့ပုံစံမျိုးပေါ့နော်အဓိက shadow အဲ့လိုထွက်ချင်တာမလို့ဒီမှာတစ်ခုထည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီဘက်မှာဒီ LED ကတိတ်အပေါ်မပေါ်အောင်မလိုအပ်တဲ့အပိုင်းကိုအရင်ဖြတ်လိုက်မယ်ပေါ့နော်မလိုအပ်တဲ့အပိုင်းနဲ့အရင်ခတ်လုပ်လိုက်မယ် Okay ဆိုတော့ Okay တနားလောက်ဆိုရပြီပေါ့နော်ဆိုတော့ကျန်တဲ့အပိုင်းတွေကိုကျွန်တော်တို့အကုန်ဖြတ်လိုက်မယ်ပေါ့နော်ပထမမှာလည်းအဲ့လိုပဲဒီအနောက်ပြန်တက်လာတဲ့နေရာမှာကျွန်တော်တို့ခတ်လုပ်လိုက်မယ်ပေါ့နော်ဖြတ်လိုက်မယ် Okay ဆိုတော့ဒီမှာကျွန်တော်ပထမဆုံး channel ဘာရင်လုပ်ရမလဲဆိုရင်ကျွန်တော် background remove လုပ်ရမယ်ပေါ့နော် background remove မှာကျွန်တော် video နှိပ်မယ်နှိပ်ပြီးမှကျွန်တော်ဒီဘက်ရှိတဲ့အခါမှာဒီမှာ background remove ဆိုတာလေးပေါ်လာမယ်ပေါ့နော်ဆိုတော့ background remove မှာနေမှာကျွန်တော်တို့က custom remover ကိုထားမယ်ပေါ့နော် custom remover ထားမှကျွန်တော်တို့ကquick brush ကိုသုံးမယ်ပေါ့နော်ဆိုတော့ဒါကိုတွားချင်တဲ့နေရာတွေကိုအကုန်လုံးလုပ်လိုက်မယ် Okay quick brush တောင်းလိုက်တဲ့အခါမှာအောက်ကထိုင်ခုံပါရတယ်ပေါ့နော်ဆိုတော့ထိုင်ခုံပါရဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့က quick eraser နဲ့အောက်ကထိုင်ခုံကိုပြန်ဖြတ်လိုက်မယ်ပေါ့နော်ဆိုတော့ background remove လုပ်ပြီးဆိုရင်ကျွန်တော်တို့ဒီဟာကို overlay ယူမယ်ပေါ့နော် video နှိပ်မယ် overlay လုပ်လိုက်မယ်ပေါ့နော် Okay ပြတ်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာဘာလုပ်ရမလဲဆိုကျွန်တော် name ပဲပေါ့နော်ဘာလို့ name လဲဆိုဒီမှာရိုက်တာကိုဒီ video အတန်တီးလုံးနဲ့ smooth ဖြစ်အောင်လုပ်မှာဖြစ်တဲ့ကြောင့်ကျွန်တော် speed ကိုshort လိုက်မယ်ပေါ့နော် speed ကို6လောက်ထိထားလိုက်မယ်ပေါ့နော် Okay speed ကို6လောက်ထိထားမယ် Okay လူစတင်မှထွက်တဲ့နေရာမှာကျွန်တော်တို့ဒီဟာကို light change လိုက်မယ်ပေါ့နော်စထွက်တဲ့နေရာမှာကျွန်တော်တို့ကဒီမှာစလိုက်မယ်ပေါ့နော် Okayဆိုတော့ကျွန်တော်တို့ဒီမှာ keyframe ချရမယ်ပေါ့နော်ပထမဆုံးဒီမှာစမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ keyframe တစ်ခုချမယ်ချမှဒီမှာကျွန်တော်ကနည်းနည်းမြန်ထွက်ချင်တာမလို့ဒီနားလောက်ကိုတခါတည်းဒီလိုလေးတွားလိုက်မယ်ပေါ့နော်ဆိုတော့အနားလောက်ကနေသူကဖုန်းဆိုမှထွက်လာမှာပေါ့နော်ဆိုတော့အဲ့လိုထွက်ပြီးဆိုရင်ကျွန်တော်တို့ဒီဘက်နောက်မှာကျတော့ဖြည်းဖြည်းချင်းတွားချင်တာမလို့ပေါ့နော်ဖြည်းဖြည်းချင်းတွားချင်တာမလို့ဒီနားလောက်မှာကျွန်တော်တို့ဒီအနောက်လေးကိုပို့လိုက်မယ်ပေါ့နော်Okay ဆိုတော့ဒီ share video လဲကျွန်တော်တို့speed ကိုနည်းနည်း short လိုက်မယ်ပေါ့နော်ဒီ share video လဲကျွန်တော်တို့ speed ကို9လောက်ထားလိုက်မယ်ပေါ့နော်9လောက်ထားလိုက်မယ် Okay ဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင် Okay ဖြည်းဖြည်းချင်းသွားမျိုးဖြစ်သွားပြီပေါ့နော် Okay ဆိုတော့အဲ့လိုမျိုးသွားမျိုးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကစက်ဝင်တဲ့နေရာမှာကျွန်တော်တို့ကဒီဟာကိုအဆုံးထိထည့်ထားမယ်ပေါ့နော်ဘာလို့အဆုံးထိထည့်ထားမလဲဆိုမပေါ်ရှင်ဘူးပေါ့နော်စက်ဝင်မှာကျွန်တော်တို့ဒီနားလောက် Okay ဒီကျွန်တော်တို့move လုပ်ထားတဲ့ keyframe ပေါ့နော် Okay အနားလောက်မှာဆို